ဒီနေ့ကရုံးပိတ်ရက်လေးလည်းဖြစ်တယ်နှစ်လဲကုန်တော့မှာဆိုတော့တသားရဲ့အဝေးပြီးတော့လေးကိုရှင်းပါမယ်အခုဆိုရင်တော့ကျွန်မရှင်းနေပြီပေါ့နော်တသားအရက်ရှိတာမြင်နေသူကအရက်ရှိတာမြင်တဲ့အတွက်သူ့အင်ကြီးတွေဝယ်ထားတာကြီးအကုန်လုံးอ่ะပေါ့နော်ခါးတွေတိုးကုန်တယ်ဘောင်းမီတွေဆိုလဲတိုးကုန်ပြီပေါ့နော်အဲ့တော့သူ့အဝေးပြီးတော့ထဲမှာကျွန်မဒီနေ့ရှင်းတော့တော်တော်များများပေါ့နော်တစ်ခါနှစ်ခါလောက်ပဲဝေးရသေးတဲ့အင်ကြီးတွေလည်းအကုန်လုံးပေးရမယ်ထဲပါကုန်ပြီပေါ့နော်အဝေးအတန်တွေအကုန်အစ်စ်တွေနီးပါလောက်ရှိရတသားတစ်ခါနှစ်ခါလောက်ပဲဝေးရတဲ့အဝေးတွေပေါ့နော်အဲ့တော့ကျွန်မအခုစာရှင်းနေပါပြီအဝေးတွေသူ့ဝေးတွေကိုဝယ်ထားရတော့အများကြီးပါပဲဒါပေမဲ့ကျွန်မရှင်းနေသူနဲ့မတော်တော့တဲ့အင်ကြီးတွေကိုဖယ်လိုက်တာအဝေးပြီးတော့ထဲမှာသူ့တော့ဝေးစရာနည်းနည်းလေးပဲကြံပါတော့တယ်သူဝေးပြီးတော့ပြီးသွားရင်တော့နောက်နေ့ကျရင်တော့ကျမတို့ရဲ့ဗီဒီယိုလေးရှင်းပါမယ်ဒီနေ့တော့တတရဲ့အဝေးဗီဒီယိုလေးပဲရှင်းပါသေးတယ်အဝေးတွေကိုခွဲတယ်ပေါ့နော်ခွဲတဲ့အခါမှာသူများကိုပေးမှဖြစ်တဲ့အတွက်အဝေးအသက်အကောင်းလေးတွေကိုပဲခွဲပြီးတော့ထည့်ပေးပါတယ်အဝေးပြန်ပြီးဝေးလို့မရတော့တဲ့ဟာတွေပေါ့နော်အစုပ်တွေဆိုလို့ရှိရင်တော့ကျွန်မယူထားလိုက်ပါတယ်အိမ်မှာသုံးလို့ရအောင်ပေါ့နော်အိမ်မှာတခြားဝတ်တာမဟုတ်ဘဲနဲ့တခြားပေါ့အဝေးအနေနဲ့အဝေးစုပ်အနေနဲ့ပဲကျွန်မယူထားလိုက်ပါတယ်အခုဆိုရင်ကျွန်မအဝေးတွေခွဲနေတာပါနော်သူနဲ့တော်မဲ့အင်ကြီးတွေကနည်းနည်းပဲရှိတော့ဒီမှာပါမင်းသားလေးရလာပါပြီကိုကျွန်မငွေတော်ရမယ်သူနဲ့မတော်တော့တဲ့အင်ကြီးတွေပေါ့နော်အဲ့ဒါတွေကိုထည့်နေပါပြီပြီးရင်ကျွန်မအေးဝေးတွေကိုသူ့ညီလေးတွေကိုခွဲပေးမှာပေါ့နော်အဝတ်လေးရနဲ့အတန်လေးဆိုတော့ပြီးလို့လည်းကောင်းတယ်လေအစုပ်တွေပါတွေအကုန်လုံးတော့ကျွန်မယူထားလိုက်ပါတယ်ပြီးလို့မကောင်းတဲ့ဟာတွေဘိုင်